ဒါစုစုပေါင်းလာစားပေါ့စုစုပေါင်းရငွေအချိန်ပိုကကြည့်ပါဦး၄နိုင်တဲ့လှုပ်တဲ့ရက်တွေက22ရက်လာစားလုံးဝအနှိမ့်ဆုံးလာပါနေ့တစ်နေ့မဟုတ်ဟိုကနေ့ရှိပြီအနှိမ့်ဆုံးလာပဲဒါဒီမှာ6လပိုင်းတော့6လပိုင်းလာစားဒါပေမဲ့မဟုတ်ဖိုးတွေပါတယ်ကန်ကောင်းရှင်တဲ့လူဆိုတော့လဲလာစားနှိမ့်တဲ့ကာလတွေမှာမဟုတ်ဖိုးတွေပါလာတယ်နော်မဟုတ်ဖိုး8သိန်းပါမယ်ရောင်းချ12သိန်းတော့ပါတယ်ဒီနှစ်ခုအားလုံးပေါင်းတော့မှ40ပဲရတယ်ဒီမှာ32သိန်းဆိုတော့လေ32သိန်းနဲ့ဒီမှာ8သိန်းပေါင်းဆို40ပေါ့40ရတယ်ဆိုတော့45သိန်းလောက်ဖြတ်တဲ့တဘောမျိုး4သိန်းနဲ့5000ဖြတ်တာပေါ့နော်4သိန်း5000ဖြတ်ထားဒီမှာဝင်ပြီးဆွေးနွေးကြအောင်နော်သူများကိုတွေမဟုတ်ဖို့ဒီလောက်အများကြီးပါတော့မှတချို့ဆောက်လုပ်ရေးတို့လှဆာကောင်းတဲ့နေရာတွေလောက်ပဲရနေတယ်ခုစက်ရုံကဟိုလှဆာလဲဝင်ဆွေးနွေးကြပါအောင်